Movie Cave ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့2019ခုနှစ်ကထွင်ရှိထားတဲ့ Super Me ဆိုတဲ့အချစ်ဇလန်းနဲ့စွမ်းအားရှင်စကားလေးကိုတင်ဆက်ပြသွားမှာပါ Spoiler တွေပါဝဲမှာဖြစ်လို့သတိထားပေးကြပါမင်းသားဆန်းယူဟာအလုံးမရှိသူငယ်ချင်းလည်းမရှိမိဘတွေလည်းမရှိတော့တဲ့အထီးချမ်းပြီးစင်းရဲလွန်းတဲ့တာမန်ဇန်ညွန်ကြီးဆရာလေးတယောက်ပါသူ့ရဲ့အဆိုးဆုံးပြဿနာကတော့သူကညဘက်တွေမှာကောင်းကောင်းအိတ်မပြောတာပါပဲအကြောင်းကတော့သူအိတ်ပြောတိုင်းအိတ်မက်ထဲမှာမိစ္ဆာတကောင်ပေါ်လာပြီးသူ့ကိုရဲရဲဆက်ဆက်တက်ဖြတ်တတ်တဲ့အိတ်မက်စိုးရီမန်နေလို့ပါဒီအိမ်မက်တွေကိုသူမှထားထွားတာလို့ကြောက်ထုတ်မကောင်းဘူးဆိုတဲ့သူတွေကိုပေးမဲ့တင်ပါတယ်ဒီညမှာလဲဆန်ယူဟာမြေအောက်ရထားပေါ်ရောက်နေတဲ့အိမ်မက်ကိုမက်နေတော့မိစ္ဆာရောက်လာပြီးသူ့ဆံပင်ကနေဆွဲတာကျမ်းပင်မှာအပေါက်ဖောက်ပြီးသူ့ခေါင်းကိုရိုက်ထွင်းကတက်ဖြတ်လိုက်ပါတယ်အိမ်မက်ထက်ကသူတေသွားလာနဲ့သူချက်ချင်းနိုးလာပါတယ်ဒါနဲ့ပဲသူဟာဇန်ညွင်းစက်ရဲမှုစူးစမ်းနေတော့အိမ်ရှင်ကအစားအသောက်တွေယူလာပေးသလိုနဲ့တခါလာခောက်ပေမဲ့ဇန်ယူကအခန်းခါပေးဖို့မရှိတာကြောင့်ပြတင်းပေါက်ကနေခိုးထွက်ပြီးထွက်ပြေးခဲ့ပါတယ်လမ်းပေါ်မှာရှောက်သွားနေတော့သူဟာအိမ်မက်နဲ့ပတ်သက်တဲ့ကျွမ်းကျင်သူတွေစီတွားရောက်တိုင်ပင်ခဲ့တာတွေကိုပြန်သတိရနေပါတယ်။သူကဒီအိမ်ဆိုးတွေမှတ်နေတဲ့အကြောင်းကိုစိတ်ပညာရှင်တွေဆရာဝန်တွေသိပ္ပံပညာရှင်တွေနဲ့ဘာသာရေးသမားတွေစီတွားခဲ့ပြီးမြဲဘယ်သူကမှသူ့ကိုထိထိရောက်ရောက်မကူညီနိုင်ခဲ့ပါဘူး။ဒါနဲ့ပဲသူဟာလမ်းလျှောက်နေရင်လမ်းဘေးမုံဆိုင်တစ်ဆိုင်ကိုတွေ့တဲ့အခါမုံတစ်ခုလောက်ပေးပါကြက်ဥတော့မထဲပါဘူးလို့ပြောပါတယ်။တကယ်တော့သူမှကြက်ဥထည့်စားဖို့တောင်ပိုက်ဆံမရှိတာကြောင့်ဖြစ်ပါတယ်။မုံတွေကသူ့အကြည့်ပြီးတနာလို့ကြက်ဥတစ်လုံးအလားကထည့်ပေးလိုက်ပါတယ်မုံရဘူးစောင့်နေတုန်းမှာလန်တစ်ဖက်ကကော်ဖီဆိုင်မှာအလုပ်လုပ်နေတဲ့သူတစ်ဖက်သက်ချင်းနေရသူ့ဟွာအားကိုလန်ငိမ့်နေခဲ့ပါတယ်သူတို့ဟာလွန်ခဲ့တဲ့နှစ်အတော်ကြာကဘားတစ်ခုမှဆုံခဲ့ဘူးတာဖြစ်ပြီးသူမရဲ့တချင်းဆိုတန်လေးကိုသူဆွဲလန်းနေခဲ့တာပါခဏကြာမှတော့မုံရောက်လွန်စားမယ်လို့တုံးပါမယ်သူ့ရဲ့မန်နေဂျာဆန်ကဲနဲ့တိုးပါလေတော့ဆန်ယူကမုံတောင်မစားနိုင်ပဲထွက်ပြေးပါတော့တယ်ဒါပေမဲ့လည်းသူကအားမရှိတာကြောင့်အဝေးကြီးမပြေးနိုင်ပဲမန်နေဂျာကဖမ်းလို့မိသွားပါတယ်မန်နေဂျာကသူ့ကိုစားတော့ဆိုင်ခေါ်သွားပြီးသူစားတာကိုထိုင်ကြည့်ခိုင်းကစားချုပ်ကိုမလေးစားပဲဇန်ညုံအချင်းမိမှာအလိုစုဖူချိန်ပေါင်းပါတော့ဆန်ယူကအိမ်မပြောလို့အာယုံဆိုင်မရကြောင်းရှင်းပြပေးမယ်မန်နေဂျာကနားမထောင်ပဲနောက်ကဆဲရဲ့အတွင်းအပီးရေးပြီးအဖို့ရာဇာတန်ဖိလိုက်ပါတယ်အဲ့ဒီနောက်ဆန်ယူသူ့အခန်းကိုပြန်လာတဲ့အခါအင်းရှင်ကသူ့ပစ္စည်းတွေကိုအပြင်ထုတ်ပြီးအခန်းတကားကိုတော်ခတ်ထားလိုက်ပါတယ်ဒါနဲ့ပဲသူကစိတ်တွေတိုးပြီးဘာမှမတက်လိုက်တော့တဲ့အဆုံးဘာမှမလုပ်ပဲထိုင်နေပါတယ်ခဏကြာတော့သူကကော်ဖီဆိုင်တစ်ခုမှဇန်ညွန့်ရေးဖို့ကြိုးစားပေမဲ့ဘိုက်စာလွန်းလို့စိတ်တွေတိုးနေပြန်ပါတယ်စာရေးဖို့ကိုလည်းအာယုံဆိုင်မရတာကြောင့်အိပ်ပျော်သွားပါတယ်အဲ့ဒီမှာမစ္စာကသူ့အနောက်ကနေပေါ်လာပြီးဇန်ယူရဲ့လေဘင်းကိုတန်ကျူးနဲ့ပတ်ကစားပဲပေါ်ကိုခေါင်းနဲ့ရိုက်ပါတော့တယ်။မနေ့ရောက်လို့သူနိုးလာတဲ့အခါမှာတော့သူ့ရဲ့ laptop ခိုးခါလိုက်ရတာကိုသိလိုက်ရပါတယ်။ကိုအရန်ကန်ဆိုးနေတယ်လို့ထင်ရင်ဇန်ယူလောက်ကန်မဆိုးသေးပါဘူးဆိုပြီးအားပြန်တင်းထားလိုက်ပါမယ်ဆိုလို့အလိုလို့စီယာ laptop လည်းမရှိတော့ပဲလက်သွေးပေါ်ကနေအိတ်မဆိုးကိုတောင်မခွေးချနိုင်တော့တဲ့အဆုံးဇန်ယူကသူကိုယ်သူတတ်သေးပြီးတေးသွားတဲ့မိဘတွေနောက်ကိုလိုက်သွားတော့မယ်ဆိုတဲ့စာတော့ကို manager စီပို့လိုက်ပါတယ်။သူဟာသူချိုင်းနေတဲ့အကောင်မလေးဟွာအားရက်ဆိုင်ရှိကအဆောက်အဦအမိုးပေါ်ကနေခုံချဖို့ပြင်နေတော့မှအောက်ကနေမုံတဲ့ဦးလေးကြီးကတွေ့သွားလို့သူကိုလမ်းသားပြီးမသေးခင်မှချက်ဦးမုံလေးဝယ်စားသွားပါအောင်လို့ပြောလိုက်ပါတယ်စတာပါတကယ်တော့မုံတဲ့ဦးလေးကြီးကလမ်းသားလိုက်ပြီးသူ့စီကိုမုံတစ်ခုကြိုက်ပြီးညောက်လာပါတယ်မုံတဲ့ဦးလေးကြီးကလူတို့ရဲ့အသေးချင်းနဲ့အိမ်မက်အပေါ်အမြင့်တွေကိုပြောပြပြီးအိမ်မက်ဆိုမနှင်းရင်ဒါအိမ်မက်ပဲလို့ကိုပြောကြည့်လိုက်ဆိုတဲ့ရိုးရှင်းတဲ့အကြံဉာဏ်ကိုပေးလိုက်ပါတယ်ဒါနဲ့ပဲညရောက်တော့သူကပိုက်ဆာလာပြီးပိုက်ဆံကလည်းတပြားမှမရှိတာကြောင့်ပိုက်ဆံရဟိုသူ့ဖုန်းကိုရောင်းလိုက်ပြီးစတိုးဆိုင်မှာမုံထွားဝယ်ပါတယ်သူကမုံတွေကိုခိုးထည့်သွားမယ်ဆိုပြီးကြံနေတော့မှပဲမှန်ထက်ချက်ကိုတွေးပြီးသူ့စိတ်ကိုပြောင်းလဲလိုက်ပါတယ်ထို့နောက်သူ့ပိုက်ဆံရှိသလောက်သာမုံလေးတွေကိုဝယ်စားခဲ့ပြီးမုံဆိုင်လေးရဲ့အပြင်ဘက်ခုံတန်းလေးပေါ်မှာထိုင်စားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဟွာအားကရောက်လာပြီးသူ့ကိုစိုးရင်တကြီးနဲ့မေးပါတယ်ဒါပေမဲ့အသေးချာပြန်မော့ချိလိုက်တဲ့အချိန်မှာဒါကဟွာအားမဟုတ်ပဲဟွာအားရောင်းဆောင်ထားတဲ့မိစ္ဆာထင်းနေပြီးသူ့ကိုဓာတ်နဲ့ထိုးကဆွဲမထားတယ်မုံဆိုင်ကဝန်ထမ်းလေးကသူ့ကိုတွေ့ပြီးနှလုံးဖောက်နေတယ်လို့စေယုံကားကိုဖုံးဆက်ခေါ်ပေးနေပါတယ်ခဏအကြာမှာဆန်ယူဟာဓာတ်ကိုမြဲမြဲဆုပ်ကိုင်းရင်ဦးလေးကြီးပေးတဲ့အကြံအတိုင်းဓာတ်တိမတ်ပဲလို့អော်ပြောလိုက်တဲ့အခါသူတကယ်နိုးလာပါတယ်ဆန်ယူဟာလက်တွေမှာလည်းပတင်းပေါက်မန်းနေထဲကိုပစ်ထုတ်ခံထိထားပြီးလွန့်ထွေသွားပြီမဲ့ထူးဆန်းတာကတော့သူ့ဘေးကိုကြည့်လိုက်တဲ့အခါအိမ်မက်ထဲကမိစ္ဆာကိုင်းတဲ့ရွှေဓာတ်ကြီးကသူ့လက်ထဲမှာတကယ်ပါလာတာပါပဲဒါနဲ့သူဟာအားတွေဓာတ်ကိုကိုင်းပြီးပန်းချံတစ်ခုထဲကိုအမြန်ပြေးလာပါတော့တယ်သူကသူ့အိမ်မက်ကတကယ်နိုးပြီလားဆိုတာကိုမယုံနိုင်လို့သူ့ကိုယ်သူပါးရီပြန်ရိုက်ကြည့်နေပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့သူဟာအားတွေဓာတ်ကိုရောင်းစားဖို့ရှေးရောက်ပစ္စည်းဆိုင်ကိုသွားခဲ့ပြီးမဲ့ဆိုင်ရှင်ဟာဟိုလိုဒီလိုနဲ့မဆောင်းလုံနေတာကြောင့်ပြန်ယူခဲ့ပြီးအပေါင်းဆိုင်တစ်ခုစီရောက်လာပါတယ်အပေါင်းဆိုင်ရှင်ကလည်းပစ္စည်းကိုကြိုက်သွားပြီးရွမ်2000ပေးလိုက်ပါတယ်ဒါနဲ့သူဟာချက်ချင်း laptop ဆိုင်ကိုသွားပြီး laptop တစ်လုံးကိုဝယ်ပြီးဇန်ညွန်းကြီးဟိုအတွက်ဟိုတယ်ကောင်းတစ်ခုမှာအခန်းဝိုင်းပြီးအစားတောက်ကောင်းတဲ့စားက share ကို log ကစီးစိမ်းခံစားနေပါတယ်ညဘက်ရောက်တဲ့အခါသူဟာအိတ်ဆဲသွားပြီးအိမ်မက်ထဲကရေတနာတွေကိုထည့်ယူဖို့ကြိုးစားပါတယ်
ထူးဆန်းတာကဒီတစ်ခါအိမ်မက်ကသူ့နေတဲ့ဟိုတယ်ထဲမှာလည်းဖြစ်နေပါတယ်သူကအခန်းအပြင်ကိုရှောက်လာပြီးအခန်းကိုတနေရာရောက်တဲ့အခါအကောင်ကြီးထွက်လာပြီးသူ့ကိုလိုက်တီးပါတော့လေသူလည်းမထပ်ပြေးပဲအဲ့ဒီကောင်ကြီးတွေကပေါက်စင်ကိုယူနိုင်ဖို့စ조사နေရင်အကောင်ကြီးကပေါက်စင်နဲ့သူ့ကိုလမ်းပေါက်ချလိုက်တဲ့အခါအဲ့ဒီပေါက်စင်ကြီးကိုကိုင်းပြီးဒါအိမ်မက်လည်းអော်လိုက်ပါတော့တယ်ဒါနဲ့ပဲသူကလမ်းနိုးလာပြီးသူ့လက်ထဲမှာလည်းသူယူခဲ့တဲ့ပုတ်စင်ကြီးပါလာခဲ့ပါတယ်အဲ့ဒီပုတ်စင်ကိုညောင်းပြီးစမ်းယူဟွာပိုက်ဆန်းတွေထရောက်တော့တဲ့အခါအဝတ်စားလာတွေဝဲကားအစ်စ်တွေဝဲစီးပြီးဘောစီတရုပ်လိုနေထိုင်ပါတော့တယ် ထို့နောက်သူကဘာတွေကလပ်တွေတပါပြီးရန်ကုန်ထားကောင်လေးတွေနဲ့ပြောပါနေပါတယ်တကယ်မိုက်တဲ့ lifestyle ကြီးပါခင်ဗျဒီနေ့မူးမူးနဲ့ကောင်မလေးတွေနဲ့အတူသူ့နေတဲ့ဟိုတယ်တဲ့အခန်းကိုပြန်လာခဲ့ပါတယ်ကောင်မလေးတွေကအခန်းထဲဝင်ဖို့လုပ်ပြီးမယ်သူကဖေးမဝင်ခဲ့ပါဘူးအားရစားကောင်မလေးတွေကိုပစံဖေးပြီးပြန်လွတ်လိုက်ပါတယ်အဲ့ဒါနဲ့သူကမူးပြီးမောက်အိတ်နေရင်ရှေးဟန်းပြတ်တိုင်ပုံပါတဲ့စာအုပ်ကိုကြည့်ပြီးအိပ်ပျော်သွားတဲ့အခါအဲ့ဒီထပုံထက်ကပြတ်တိုင်ထဲကိုရောက်သွားပါတော့တယ်အဲ့ဒီနောက်သူကအကောင်ကြီးအလာကိုစောင့်နေပါတယ်ခဏကြာအကောင်ကြီးရောက်လာခဲ့ပါတယ်ဒီတစ်ခါတော့အကောင်ကြီးကလည်းဘားနှက်သွားပါပြီသူစီကလက်နက်တွေခဏခဏယူနေလို့ဆိုပြီးသေနတ်ကြီးနဲ့ရောက်ချလာပါတော့တယ်။စံယူကလည်းကြောက်ချီကြုံပြီးရှောက်ကပြေးပေမဲ့ဘယ်လိုမှမလွတ်နိုင်တော့ပါဘူး။အကောင်ကြီးကသူ့လက်ကိုတက်နှင်းပြီးသူ့ကိုအချက်ပေါင်းများစွာပြစ်လိုက်ပါတော့တယ်။သူကအိမ်မက်ထဲမှာတေဆုံးသွားတဲ့အခါပြန်လိုးလာတယ်ပါတော့တယ်။ဒါပေမဲ့သူကအိမ်မက်ထဲမှာဘာမှမယူနိုင်ခဲ့တာကြောင့်စိတ်တိုးပြီး X-ray ပြန်တောက်ကပြန်အိပ်ဖို့လုပ်ပါတော့တယ်။အိမ်မက်ထဲပြန်ရောက်တဲ့အခါသူကပြထိုက်ကပစ္စည်းတွေကိုရသလောက်အမြန်ယူပြီးငါအိမ်မက်မနီရာလို့ပြောပြီးပြန်ထွက်လာပါတော့တယ်။သူကပြထိုက်ကပစ္စည်းတွေကိုအကြီးစားဆူဆောင်သူအဖွဲတစ်ခုစီမှာဒေါ်လာ2 သန်းနဲ့ရောင်းချခဲ့ပါတယ်။အဲဒီနောက်အဲဒီအဖွဲရဲ့ခေါင်းဆောင်သူနဲ့စကားဟိုပြောဒီပြောဘာညာဆွေရှောင်လို့ပြီးပြန်ထွက်လာပါတော့တယ်။အပြန်မှာသူကဒေါသဖြစ်နေတဲ့စံကြီးနဲ့တွေ့ပြီးသူကစညွန်းကြီးခိုင်းတာမပြီးသေးလို့ဆိုပြီးပြောနေပါတယ်။အဲဒီနောက်သူကစားတောက်ဆိုင်တစ်ခုကိုခေါ်သွားပြီးသူစားတာကိုထိုင်ကြီးခိုင်းကခဏကြာမှတော့ပတ်စံတွေပုံပေးလိုက်ပြီးသူဘာစလမ်းမှမရေးတော့ဘူးလို့ပြောပြီးထွက်လာခဲ့ပါတယ်။နောက်တနေ့မှတော့စမ်းယူကဟွာရဲ့ကော်ဖီဆိုင်ကိုရောက်သွားပါတယ်။သူကကော်ဖီတစ်ခွက်မှာပြီးသူ့ကိုဒီကော်ဖီဆိုင်ရောင်းတော့မယ်ကြားလို့ဘာလို့ရောင်းမှလဲလို့မေးတဲ့အခါသူကဖောက်တယ်တွေမရှိတော့တာရှယ်ရောင်းမကောက်တော့တာကြောင့်အကျွေးတွေတင်နေလို့ပါဆိုပြီးပြောပါတယ်။စမ်းယူကသူမကိုမှတ်မိပေမဲ့သူမကတော့စမ်းယူကိုမမှတ်မိနေပါဘူး။အဲဒီညမှာတော့စမ်းယူကမနေရှာစမ်းငယ်နဲ့အတူညစာစားရင်မူးလာပါတယ်။စမ်းငယ်ကစမ်းယူဘယ်လိုတွေချမ်းသာလာလဲဆိုတဲ့လျှို့ဝှက်ချက်ကိုသိချင်နေတာပါ။စမ်းငယ်ကမူးနေတဲ့စမ်းယူကိုဟိုတဲ့အခန်းထဲထိလိုက်ပို့ပြီးပြန်သွားတယ်လို့နဲ့တိတ်တဆိတ်ဖျန်းဝင်လာပါတယ်။သူကစမ်းယူရဲ့ပိတ်ဆိုင်အိမ်နဲ့ချက်လက်မှတွေ့ကိုလိုက်ရှာနေတော့မှပဲစမ်းယူကရွှေတန်းကြီးတွေကိုကိုင်းပြီးယူသိရနိုးလာတာကြောင့်စမ်းငယ်လန့်သွားပါတယ်။အခုတော့လျှို့ဝှက်ချက်ကိုတီးသွားပြီးဖြစ်တဲ့စမ်းငယ်ကဒီအိမ်မက်စီးခွားကြီးမှာသူ့ကိုလည်းပါဝင်ခွင့်ပေးဖို့စမ်းယူကိုအတင်းအကျပ်တောင်းဆိုပါတော့တယ်။ နောက်နေ့မှာတော့စမ်းယူကဟွာရဲ့ဆိုင်ကိုဝေလိုက်ပြီးသူမကိုပဲဆိုင်ဆက်ဖွင့်ဖို့ပြောတယ်။အမြတ်ရရဲ့ခွဲယူပြီးအရှုံးပေါ်ရင်တော့သူကပဲတာဝန်ယူမယ်လို့ကန်လန့်ခဲ့တာပါ။တကယ်ကိုသဘောကောင်းလုံးပါတယ်။ဒါကိုကြီးစုတင်တဲ့အနေနဲ့ဟွာအားကသူ့ကိုညစာဖိတ်ကြွေးပါတယ်။အဲ့ဒီမှာသူတို့နှစ်ယောက်ရဲ့စီးပွားရေးအကြောင်းဆွေးနွေးရင်ဟွာအားကရှင်ကဒီကန်လန့်မှုကနေပိုက်ဆံထပ်ပိုးတဲ့အရာတစ်ခုခုကိုလိုချင်နေတာလားလို့တန်တရားနဲ့မေးခဲ့ပါသေးတယ်။အဲ့ဒီနောက်ပိုင်းမှာတော့စမ်းယူဟာအိမ်မက်ထဲကိုပုံမှန်သွားနေရတနာလေးယူပါတော့တယ်။သူအိပ်ပျော်နေတော့မှတော့စံကေကဘေးကနေစောင့်ရှောက်ပေးရပါတယ်။စမ်းယူဟာအိမ်မက်ထဲမှာဗန်ဒါပြတိုက်တာမျိုးကြီးလုပ်ရင်သူ့ရဲ့စွမ်းအားကိုပိုထိန်းချုပ်နိုင်လာပါတယ်။အခုဆိုရင်သူဟာမစ်ဆာကိုပြန်တိုက်ခိုက်နိုင်လာသလိုပစ္စည်းတွေကိုလည်းစိတ်နဲ့ခိုင်းစေနိုင်လာပါတယ်။ဒါတင်မကသေးပဲသူဟာအိမ်မက်ထဲလာနေအနီရောင်ကားတစ်စီးလိုမျိုးကြီးမားတဲ့ပစ္စည်းတွေကိုပါလက်တွေ့နဲ့ယူဆောင်နိုင်တဲ့အထိစွမ်းအားကြီးလာပါတယ်။နောက်ပိုင်းမှာဟွာလက်ကော်ဖီဆိုင်မှာလည်းဝဲသူတွေနဲ့စီကားလာပါတယ်။တကယ်တော့ဒါဟာစမ်းယူကစမ်းကဲကိုခိုင်းပြီးလမ်းပေါ်ကလူတွေကိုဆိုင်ထဲကော်ဖီဝယ်ကြဖို့ပိုက်ဆံပေးထားတာပဲဖြစ်ပါတယ်။ဒါအပြင်သူ့ကိုအခက်အခဲဖြစ်တော့ကအစာကျွေးခဲ့တဲ့မုံတေဦးလေးကြီးအထွက်လဲကျေးဇူးတင်တဲ့အနေနဲ့ပိုက်ဆံအိတ်ကိုသူ့ဆိုင်ထဲမှာထားပြီး surprise ပေးခဲ့ပါသေးတယ်။ဒီညနေအဆိုင်ပိတ်ပြီးနောက်မှာစမ်းယူကဟွာအားနဲ့အတူလမ်းရှောင်ရင်းစကားပြောကြပါတယ်။စမ်းယူရစကားအချို့ကိုနားထောင်ပြီးသူဟာဇန်ညွန်းရေးစကားတယောက်ထင်မယ်ဆိုတာကိုဟွာအားကမန်းဆန်းမိသွားပါတယ်။စမ်းယူဟာနေတိုင်းအလုပ်တိုင်းချိန်မှာဟွာအားကိုအိမ်အထိလိုက်ပို့ပေးပါတယ်။ဒီညမှာတော့သူဟာအိမ်မချဲကနေယူလာတဲ့အနီရောင်ကားလေးကိုဝါအားကိုမောင်းခိုင်းပြီးဒါဟာသူမအတွက်လက်ဆောင်လို့ပြောလိုက်ပါတယ်။ဒီလောက်ထိချမ်းသာနေတာကိုကြည့်ပြီးဝါအားကစမ်းယူအိုနမ်းမယ်ကြီးစံညွှန်ရေးစီတယောက်လို့ထင်သွားပါတယ်။သူမကားမောင်းနေတော့မှစမ်းယူကတော့သူမကိုစားတွေ့ခဲ့တဲ့နေ့ကိုပြန်တတိရနေပါတယ်။အဲဒီတော့ကသူမဟာရီးစားဟောင်းနဲ့ရန်ဖြစ်ပြီးငိုနေတာကိုသူတွေ့ခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာသူမရုပ်ရှင်သွားကြည့်တဲ့နောက်ကိုသူအချိန်အနည်းငယ်ခိုးလိုက်ခဲ့ပူတာကိုပြန်တွေးနေခဲ့တာပါပဲ။စမ်းယူဟာလက်ရှိအချိန်မှာလည်းဝါအားကိုရုပ်ရှင်အတူကြည့်ဖို့ဖိတ်ခေါ်ခဲ့ပြီးဝါအားကလည်းသဘောတူခဲ့တာပါ။ဒါပေမဲ့ဝါအားကရုပ်ရှင်ကြည့်နေရင်သူကိုယ်တိုင်ရေးတဲ့ရုပ်ရှင်ကိုဘယ်တော့ကြည့်ရမလဲလို့မေးလာတဲ့အခါမှာတော့စမ်းယူဟာသူ့ရဲ့လိန်ထားကတွေပေါ်သွားမှာကိုကြောက်လာပါတယ်။ဒါကြောင့်သူဟာအိမ်မက်ထဲကနေရတနာတွေယူမှာအစားတကယ်တမ်းဇန်ညွန်းတစ်ခုကိုအပတ်တကုတ်စူးစမ်းရေးပြီးသူအိမ်မက်မှာနေတော့ဖတ်ကြည့်ဖို့အတွက်စံခေကိုပေးထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာဝါအားအကြောင်းပေးအမြင်ရှိနေတာကြောင့်အိမ်မက်ထဲမှာဝါအားရဲ့ပုံတူပေါင်းများစွာနဲ့အိယာပေါ်မှာရှိနေတဲ့အိမ်မက်ကိုမှတ်ခဲ့ပါတယ်။ဒါကြောင့်သူဟာအမြန်ဆုံးပြန်လို့လာအောင်စူးစမ်းခဲ့ရပြီးပြန်လို့လာတဲ့အခါမှာတော့သူ့ရဲ့ဇန်ညွန်းကအရန်ကောင်းလို့စံကေသူရောက်ငိုပြီးဖန်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့အစီအစဉ်တွေစတင်လာတော့တယ်။အဲ့ဒီဇန်ညွန်းကိုရုပ်ရှင်ကုမ္ပဏီတစ်ခုစီရောင်းချလိုက်ပြီးသူတို့မှရှိတဲ့ပိုက်ဆံတွေကိုတုံးကနာမည်ကြီးတဲ့ရုပ်ဆောင်တွေကိုငားရမ်းပြီးအောင်မြင်တဲ့ရုပ်ရှင်ကားကြီးဖြစ်တာကိုဖန်တီးလိုက်ပါတယ်။စမ်းယူကိုကွန်ပျူတာငါးစာစာဝဲခန္ဓာကြီးကိုတောင်ကျင်းပခဲ့ပြီးဟွာအားကိုလည်းသူ့ရဲ့လက်တွဲဖော်အဖြစ်ခေါ်သွားခဲ့ပါတယ်။
အဲ့ဒီပွဲမှာစန်းယူရဖြတ်တန်းခဲ့တဲ့အောင်ငင်တဲ့သမိုင်းကြောင်းတွေကိုတင်ဆက်ခဲ့ပေမဲ့ဒါတွေအားလုံးကလောက်ကျန်ထားတာတွေသူဟာအောင်ငင်တဲ့ရုပ်ရှင်များစာရေးခဲ့ပေမဲ့ကဘာပတ်ပြီးခရီးထွင်ခြင်းတဲ့အကြောင်းနာမည်ကြီးမခံခဲ့ဘူးဆိုပြီးလူတွေကိုလိမ်ညာပြောဆိုခဲ့ပါတယ်။ရက်အနေငယ်ကြာပြီးတော့မှတော့အိမ်မက်ထဲမှာစန်းယူဟာထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့သူဟာယာတနာတွေပြည်နေတဲ့နေရာတစ်ခုကိုရောက်သွားပြီးတရားထိုင်နေတဲ့လူတစ်ယောက်ရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ပါတယ်။သူဟာအဲ့ဒီလူရဲ့ခါးပါကိုယူဖို့ကြိုးစားတဲ့အခါသူ့ရဲ့လက်တွေကတဖြည်းဖြည်းအေးပြော်ပြီးအထဲကိုနှိမ့်ဝင်သွားပါတယ်။ဒါပေမဲ့သူဟာလက်မလျှော်ပဲသူ့လက်ပြန်ကောင်းလာတဲ့အခါထပ်ပြီးကြိုးစားပါတယ်။သူခါးပါကိုဖြိုလိုက်နိုင်တဲ့အချိန်မှာတော့အဲ့ဒီရဟန်းကလှုပ်ရှားလာပြီးစန်းယူရဲ့ရင်ဘတ်ကိုမိခိုးတွေထွက်နေတဲ့လက်ချောင်းတစ်ချောင်းနဲ့ထိလိုက်ပါတယ်။ဒါပေမဲ့စန်းယူကတော့ဒါကိုစိတ်ထဲမှာမထားပဲဒီတစ်ခါအိမ်မက်ထဲမှာတော့ပုံမှန်ပေါ်လာတတ်တဲ့မိစ္ဆာကပေါ်မလာပဲယာဒနာတွေနဲ့ရဟန်းကလည်းလေထဲမှာပျောက်ကွယ်သွားပါတော့တယ်။ထို့နောက်တညမှာတော့စန်းယူဟာဟွာအားကိုသူအိမ်ကတက်တည်ဖို့စ조사ခဲ့တဲ့အဆောက်အဦရဲ့အမိုးပေါ်ကိုခေါ်သွားပြီးသူမအတွက်တီးတန့်ပင်ဆင်ထားတဲ့မီရှုမီပန်အလားပြောကြီးကိုပြသခဲ့ပါတယ်။သူမကစန်းယူရုတ်တရက်ပွဲလာတယ်လို့မျိုးပဲဒီနေ့မှရုတ်တရက်ပြောက်ကွယ်သွားမှလားလို့စိုးရင်တကြီးမိတဲ့ခါမှာတော့သူကမင်းကိုဘယ်တော့မှအဆုံးရှုံးမခံဘူးလို့ကတိပေးခဲ့ပါတယ်။ အဲ့ဒီနောက်သူတို့နေအောင်ဟွာအားရဲ့တိုက်ခန်းကိုရုပ်တော့ကြပါတယ်ဟွာအားကရေမိုးချိုးဖို့ပြင်ဆင်နေတော့မှစန့်ရည်တရားကိုသူ့မှာကိုဘယ်လိုဖွင့်ပြရမလဲဆိုတာမှန်ရှိမှလေ့ကျင့်နေခဲ့ပါတယ်ဒါဖက်နဲ့ယူတရားသူ့ရဲ့ရင်းဘတ်ကိုတစ်ခုခုနဲ့အပြင်းထန်ရိမ့်နေလိုက်တယ်လို့ခန်းစားလိုက်ရပြီးမန်ဒလာကြည့်လိုက်တဲ့အခါသူ့ရဲ့အရေးပြားပေါ်မှာမိခိုးတွေထွက်နေတဲ့အမဲရောင်အစင်းကြောင်နှစ်ကြောင်းပေါ်လာတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်သူကဟွာအားကိုတော့နှုတ်မစလိုက်တော့ပဲအမြန်ဆုံးထွက်ပြေးခဲ့ရပါတော့တယ်သူ့ရင်ပြန်ရောက်တဲ့အခါမှာတော့စန်းကေတာမင်းကလေးတွေနဲ့ပါတီပေးပြီးပျော်ပါနေတာကိုဂရုမစိုက်နိုင်တော့ပဲအိပ်ရတဲ့ကန်းဝင်သွားပါတယ်စန်းကေကတီညာလဲအိမ်မက်ထဲကရတနာတွေယူဖို့ပြင်ဆင်မိမယ်စန်းကေကတော့မလိုတော့ဘူးလို့ညင်းလိုက်ပြီးဒီတစ်ခါတော့တယောက်တည်းအိပ်ပါရစေလို့ပြောလိုက်ပါတယ်ဒီတစ်ခါအိမ်မက်ထဲမှာတော့စန်းယူဟာမြင့်မာပြီးလူထူးကင်းမဲ့တဲ့အဆောက်အဦကြီးတစ်ခုပေါ်ရောက်နေပြီးဝရန်တာမှလူရိတ်တစ်ခုစောင်းနေတာကိုတွေ့လိုက်ရပါတယ်သူအနာထွားကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါဟာအိုမင်းရင့်ညောင်နေပြီးတဖြည်းဖြည်းလေထဲမှာပြည့်စည်ကျွေလွင်နေတဲ့သူ့ကိုယ်သူဖြစ်နေတာကိုထိတ်လန့်တွေ့လိုက်ရပါတယ်သူလက်နိုးလာတဲ့အခါမှာတော့သူ့ရဲ့ပခုံးပေါ်မှာတန်းရအတစ်တစ်ခုပေါ်နေတာကိုတွေ့ရတယ်လို့အချင်းတွေကြာလာတာနဲ့အမျှသူ့ခန္ဓာကိုယ်ပေါ်မှာအမရွတ်တွေတစ်ခုပြီးတစ်ခုပေါ်လာပါတော့တယ်အဲ့ဒီအမရွတ်တွေဟာအရင်ကအိမ်မက်ထဲမှာမစ္စစာကသူ့ကိုတိုက်ခိုက်ချတဲ့နေရာတွေအတိအကျပဲဖြစ်နေပါတယ်နောက်တနေ့မနက်မှာတော့စန်းယူဟာအကြံဉာဏ်တောင်းဖို့မုံသေးဦးလေးစီတွားဖို့ပြင်ပြီးမိလမ်းမှာတင်ဘင်ကားတစ်စီးဆိုင်လာပြီးသူ့ကိုပြန်ပေးဆွဲသွားပါတော့တယ်လူကောင်းကဆွတ်ထားတဲ့အိတ်ကိုဖယ်လိုက်တဲ့ကောင်မှာတော့သူဟာလူမိုက်ကွိုင်းတွေဝိုင်းထားတဲ့အဆောက်အဦဖြစ်ကြီးတစ်ခုလေးရောက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီကွိုင်းရဲ့ခေါင်းဆောင်ကတော့ချမ်းခဲ့ပါပဲစန်းယူသားသူတို့လိုချင်တဲ့ပမာဏကိုပေးပြီးငွေဆက်ထမ်းပေးဖို့တဘောတူလိုက်ပါတယ်အဲ့ဒီနောက်စန်းကေကိုဖုံးဆက်ပြီးပွက်ဆန်တွေယူလာခိုက်လိုက်ပါတယ်ဒါပေမဲ့စန်းကေရောက်လာတဲ့အခါမှာတော့လူမိုက်တွေကပွက်ဆန်ရောစန်းကေကိုပါဖန်ဆီးလိုက်ပြီးစန်းယူကိုထပ်မံချင်းချောက်ပါတော့တယ်တခြားရွေးချယ်စရာမရှိတော့တဲ့စန်းယူဟာလူမိုက်တအုပ်လုံးကိုသူ့ရဲ့တိုက်ခန်းစီခေါ်သွားခဲ့ရပြီးတတိလေးနေတဲ့စန်းကေကိုလည်းတပါးတည်းခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာစန်းယူကသူ့ရဲ့လိုခွအခန်းထဲမှာတင်ထားတဲ့ရှေးဟောင်းယတနာတွေကိုထုတ်ပြလိုက်ရပါတယ်ချန်ကေကဒီလိုရှာဖားပစ္စည်းတွေကိုဘယ်ကရလဲဆိုတာစန်းယူကိုအတင်းချက်စမင်းနေထုံပါပဲမမျော်လင့်ပဲစန်းယူစီကိုလူတယောက်ရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ဟွာအားပဲဖြစ်ပါတယ် Mr. Sang, are you okay? အဲ့ချိုကောင်တာကနေဟွာအားရောက်နေတဲ့အကြောင်းအင်တာကိုနဲ့အကြောင်းကြားလာတဲ့အခါစန်းယူကသူမဘေးကင်းဖို့တဲ့ဖုန်းထဲကနေပဲသူမကိုစိတ်ဖြတ်ဖအောင်ပြောဆိုပြီးမောင်းထုတ်လိုက်ပါတယ်ဒါကိုကြည့်ပြီးဟွာအားအယုံဝမ်းနေသွားတာကိုတွေ့ရောအဲ့ချိုဝန်ထမ်းကစန်းယူရဲ့အခန်းတကားဟာတခုခုကြောင့်ပွင့်နေတယ်လို့ပြောပြီးဟွာအားကိုအပေါ်ထပ်အထိတက်ခွင့်ပြုလိုက်ပါတယ်ဒါပေမဲ့သူမထားလေကားထဲကထိုးလာတာနဲ့လူမိုက်တယောက်ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးစန်းယူကိုချုပ်ထားတဲ့နေရာကိုပဲခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်လူမိုက်ခေါင်းဆောင်ချန်ကေဟာဟွာအားရှိမှတင်စန်းယူရဲ့လက်မြမှုတွေကိုတစ်ခုပြီးတစ်ခုဖွင့်ပြပြီးသူမကိုစိတ်တော်ခါပေးပါတော့တယ်အဲ့ဒီအချိန်မှာတင်ပိုက်ဆံပဲယူဖို့ကြီးကျွယ်ခဲ့တဲ့လူမိုက်အချင်းချင်းကြားမှာသဘောထားခွဲလွယ်မှုတွေဖယ်လာပါတယ်ချန်ကေကသူ့ကိုပြန်ပြောတဲ့လူမိုက်ကိုရွှေလက်သီးဆွတ်တွေနဲ့ရက်ရက်ဆက်ဆက်ထိုးနှက်နေတော့တတိလေးနေတဲ့ဆန်ကေကတော့တိတ်တဆိတ်ပြန်နိုးလာခဲ့ပါပြီချန်ကေကဟွာအားကိုထိပါဖို့စူးစမ်းတဲ့အခါမှာတော့သူမကခုခံတဲ့အနေနဲ့သူ့ကိုကန်ထုတ်လိုက်ပါတယ်အဲ့ဒီအခွင့်အရေးကိုအသုံးချပြီးဆန်ကေကပန်းဟိုးနဲ့ဝင်ရိုက်ခါဟွာအားကိုကယ်တင်လိုက်သလိုစန်းယူကလည်းသူ့ကိုချုပ်ထားတဲ့လူမိုက်ကိုကိုက်ပြီးထွက်ပြေးဖို့စူးစမ်းပါတယ်ဒါပေမဲ့ယုံငယ်ဆန်ကကြားမှာစန်းယူဓာတ်နဲ့အထိုးခံလိုက်ရပါတယ်သူတို့၃ယောက်ထွက်ပြေးဖို့စူးစမ်းနေတော့မှပဲချန်ကေကသူ့လူကိုသူပြန်ပြတ်ထလိုက်ပါတယ်စန်းယူကတန်ရာတွေနဲ့လမ်းကောင်းကောင်းမချောင်းနိုင်တော့တာကြောင့်သူတို့အဝေးကြီးကိုမပြေးနိုင်ခဲ့ပါဘူးလေကားမှတင်လူမိုက်တွေကသူတို့ကိုမြည်သွားပြီးစန်းယူကိုထပ်ပြီးဓာတ်နဲ့ထိုးလိုက်ကြပါတယ်အဲ့ဒီအချိန်မှာဆန်ကေကစန်းယူနဲ့ဟွာအားတို့လွတ်မြောက်ဖို့အတွက်သူ့ကိုယ်သူအနစ်နာခံပြီးလူမိုက်တွေကိုတားဆီးပေးခဲ့ပါတယ်ဒါပေမဲ့တာမန်လူတစ်ယောက်ဖြစ်တဲ့ဆန်ကေဟာလေ့ကျင့်ထားတဲ့လူမိုက်၂ယောက်ကိုမရှင်းနိုင်ပဲတေဆုံးသွားခဲ့ရပါတယ်အပေါ်ထပ်မှာလူမိုက်တစ်ယောက်ကစန်းယူနဲ့ဟွာအားကိုထပ်မံဖမ်းမိသွားပြီးရရဆက်ဆက်ရိုက်နှက်ပါတော့တယ်စန်းယူကလူမိုက်ရဲ့ကြောကုန်းကိုသားမြောက်နဲ့ကန်ထိုးပေမဲ့လူမိုက်ကတော့ဂယုမဆိုင်ပဲသူတို့၂ယောက်လုံးတတိလေးသွားတဲ့အထိတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီနောက်စန်းယူဟာထူးဆန်းတဲ့အစာအုပ်ပဲကြီးတစ်ခုထဲမှာပြန်နိုးလာပါတယ်သူခန္ဓာကိုယ်တစ်ခုလုံးကိုအမဲရောင်အရည်တွေဖုံးလွှမ်းနေပြီးသူလောက်ချလိုက်တဲ့နဲ့အဲ့ဒီအရည်တွေပျောက်ကွယ်သွားပါတယ်သူပတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်တောက်ဖတ်နေတဲ့တကားပေါက်တစ်ခုကိုထိလိုက်တဲ့အခါမှာတော့လွန်ခဲ့တဲ့လအနည်းငယ်ကသူ့ဘဝရဲ့ဖြစ်ရပ်တွေကိုပြန်မြင်ရောက်လာပါတယ်အဲ့ဒီထဲမှာလက်တွေ့ဘဝနဲ့အိမ်မက်တွေသာမကပဲတညကစတိုးဆိုင်ရှင်းမှာသူလဲချဲတုန်းကလူနာတင်ကားနဲ့ပါသွားခဲ့တဲ့သူ့ရဲ့ပုံရိပ်ကိုပါတွေ့လိုက်ရပါတယ်အဲ့ဒီနောက်သူဟာကြီးမားတဲ့မန်တာနိုင်ငံကြီးတစ်ခုစီလမ်းလျှောက်သွားပြီးဒါအိမ်မက်ပဲလို့ထပ်ခါတလဲတဲ့အော်ပြောင်းရင်အဲ့ဒီနိုင်ငံကိုအားကုန်ရိုက်ပါတော့တယ်သွေးထွက်လွင်ပြီးတတိလေးမသွားခင်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ဟာတူးဆန်းစွာပြောင်းလဲသွားပြီးစန်းယူကိုဟိုင်အိမ်မက်ထက်ကမစ္စာကြီးဖြစ်သွားပါတော့တယ်သူလက်ထဲမှာပေါ်လာတဲ့ဓာမနဲ့မန်တန်ရံကိုရိုက်ခွေးရင်အရင်ကသူ့ကိုနှိမ်ခဲ့တဲ့အင်ရှင်နဲ့ဆန်ကယ်တို့ကိုသူကပဲပြန်ပြီးနှိမ့်ဆက်နေတဲ့ပုံရိပ်လေးကိုအစားထွေးမိရောက်နေခဲ့ပါတယ်
မန်နိုင်ကြီးကွဲရသွားတဲ့ခါမှာတော့မိစ္ဆာကြီးကစမ်းယူရဲ့အခန်းထဲကိုတကယ်လက်တွေပွားတိုင်းထွက်ပေါ်လာပါတယ်။အဲ့ဒီအချိန်မှာစမ်းယူရဲ့ခန္ဓာကိုယ်ကလည်းတပြိုင်နက်တည်းပြန်နိုးလာခဲ့ပါတယ်။မိစ္ဆာကြီးကအခန်းထဲကလူမိုက်အားလုံးကိုဘာမှမစင်စားပဲရဲရဲဆက်ဆက်ထုတ်ထင်းပစ်လိုက်တယ်လို့လိုအပ်တဲ့အခါသူ့ရဲ့ထူးဆန်းတဲ့တနတ်ကိုပါထုတ်သွင်းခဲ့ပါတယ်။အဲ့ဒီနောက်မိစ္ဆာကြီးကစမ်းယူကိုပါတတ်ဖို့အနာတိုးလာတဲ့အချိန်မှာစမ်းယူကဒါအိတ်မဲ့ပဲလို့အာယူပြီးရွတ်ဆိုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူ့တိုက်ခန်းထဲမှာရှိတဲ့ယတနာတွေရောတထဲတွေဝဲထားတဲ့ယတနာတွေပါအားလုံးဟာလေးထဲမှာပျောက်ကွယ်သွားပါတော့တယ်။စမ်းယူဟာထက်မှန်တတိလက်သွန်ခဲ့ပြီးသူပြန်နိုးလာတဲ့အချိန်မှာတော့အတိတ်ကစတိုးဆိုင်ရွှေမှာလဲကြနေခဲ့တဲ့ညကိုပြန်ရောက်သွားပါတယ်။ဟွာအောင်ကသူ့ကိုတွေ့ပြီးဂီတပွဲတုန်းကလူဆိုတာမှတ်မိတာကြောင့်တနာပြီးသူမရဲ့အင်ကိုခေါ်ကအစားအသောက်ကျွေးခဲ့ပါတယ်။သူခောက်ဆွဲစားနေတော့မှဟွာအားကသူ့ရဲ့ဝတ္ထုတော်တစ်ပုဒ်ကိုမဂ္ဂဇင်းမှာဖတ်ဖို့ကြောင်းနဲ့သူဟာအရေးချင်းရှိပြီးကံကောင်းဖို့ပဲလိုတာပါလို့အားပေးစကားပြောခဲ့ပါတယ်။ဒါတင်မကသေးပဲသူမရဲ့ကော်ဖီဆိုင်မှာအလုပ်လုပ်ဖို့ပါကန်လန်းခဲ့တာကြောင့်စမ်းယူတရဝမ်းနေဝမ်းသွားနေငိုကြွေးပါတော့တယ်။တကယ်တော့ဟွာအားဟာစမ်းယူသူမကိုအမြဲစောင့်ကြည့်နေခဲ့တာကိုအစားကလေးကသိနေခဲ့တာပါ။အချိန်အတန်းကြာပြီးနောက်သူတို့နှစ်ယောက်ကော်ဖီဆိုင်မှာအတူအလုပ်လုပ်နေရင်ဟွာအားကစမ်းယူကိုဇညွန်းတွေပြန်ရေးနိုင်ဖို့အတွက် laptop အသစ်တစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စမ်းယူဟာမနေ့ကစမ်းငယ်နဲ့စုံပြီးပိုက်ဆံတွေပြန်ပေးခဲ့ပါတယ်။သူဟာအခက်ချင်းငွေအတွက်ပဲဇညွန်းမရေးရှင်တော့ပဲသူတကယ်ရေးရှင်တဲ့အရာကိုပဲရေးတော့မယ်လို့ဆုံးဖြတ်လိုက်လို့ပါ။ဒါပေမဲ့စမ်းငယ်ကပိုက်ဆံကိုပြန်ပြီးယူလာပြီးစမ်းယူနဲ့ဇညွန်းဟောင်းတစ်ခုရောင်းထွက်သွားပြီဆိုပြီးပိုက်ဆံတွေတောင်ထပ်ပေးခဲ့ပါသေးတယ်။စမ်းယူဟာအခုတော့သူ့ဘဝကိုသူကျေနပ်နေပါပြီ။ရက်တော်ကြတဲ့အခါမှာတော့သူဟာမုတ်တေဦးလေးကြီးစီကိုတွားလိုက်ပါတယ်။အဲ့ဒီမှာဦးလေးကြီးကစမ်းယူအရင်ကပေးခဲ့တဲ့ပိုက်ဆံအိတ်ကိုပြန်ပေးပြီးသူ့ဘိုက်ကတန်ရာကိုထုတ်ပြပါတယ်။ဦးလေးကြီးမှလည်းအရင်ကစမ်းယူလို့စွမ်းအားမျိုးရှိခဲ့ပူပြီးဒီလိုရိုးရှင်းတဲ့ဘဝလေးကသာအကောင့်ဆုံးဆိုတာကိုသင်ခန်းဆိုင်ပေးခဲ့ပါတယ်။စမ်းယူကဦးလေးကြီးရဲ့စကားကိုနားထောင်နေတော့မှပဲသူ့ရဲ့နောက်ကွယ်မှာအိမ်မက်ထဲကအဆောက်အုပ်ပြက်ကြီးတွားလာပါတယ်။တကယ်တော့လူမိုက်တွေကိုတတ်ခဲ့တဲ့မိစ္ဆာအတူဟာစမ်းယူစတိုးဆိုင်ရှိမှပြန်နိုးလာကြတဲ့ကသူနောက်ကိုအရေးလိုလိုက်နေခဲ့တာပဲဖြစ်ပါတော့တယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျာ။ကြည်ယူအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။အိမ်မက်ထဲသေးပေါက်ထဲသူတွေအတွက်ကတော့ဘာမှယူလို့မရပါဘူးနော်။